ရှင်မယားတို့ဘဝမှာမင်းသားကဘနာနာရဲ့မင်းသားကဟုတ်ကဲ့ပါအခုကကျွန်တော်စူးစမ်းကြတယ်ပါမယ်နော်လိုအပ်ချက်တွေကတော့အများကြီးရှိပါတယ်ကျွန်တော်ထပ်တယ်တင်ရအသိနှောင်းပါပါဟုတ်ကဲ့ပါတင်ရတွေကတော့ဘယ်ရမှမကုန်ပါဘူးမင်းသမီးပါတယ်နော်မင်းသမီးလိုလားလေမင်းသမီးလိုလားသိရှိရှင်ဘဝခိုင်းရှိတယ်လိုလားဟောတယ်မင်းမာနေလက်စာတောင်းနေတယ်အမအရှင်းမပြေမှာဆိုလို့ပြေးလားပြေးတယ်ကိုလေဘာကမှပါသရှင်းတယ်ဘာမှပြောလိုက်ရတယ်ဘေးနာကမေးလိမ့်မယ်ကွက်ရတယ်ဘာလဲတော့မသိဘူးလေအားလုံးပဲတန်ဖို့တွေရွတ်ထားကြ